တန်ယုတ်တနိကာယခန္ဓာဝဂတန်ယုတ်တပါဠိတော်ပုပ္ဖဝဂနံပါတ်3ဖေနဖိန္ဒုပမတုတာအခါတစ်ပါး၌မြတ်စွာဘုရားသည်အယုဇ္ဇမြို့ကင်းကမြက၌သီတင်းသုံးနေတော်မူ၏ထိုအခါမြတ်စွာဘုရားသည်ယဟန်တို့ကိုမိန့်တော်မူ၏ယဟန်တို့ဥပမာသောကဤကင်းကမြစ်သည်ကြီးစွာသောရေမြုပ်ဆိုင်ကိုဆောင်လာရ၏ထိုရေမြုပ်ဆိုင်ကြီးကိုမျက်စိအမြင်ရှိသောယောက်ျားသည်ကြည့်ရ၏တစိမ့်စိမ့်ရှုရ၏အသင့်အားဖြင့်ဆင်ခြင်ရ၏ထိုယောက်ျားသည်ကြည့်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အားဖြင့်ဆင်ခြင်နေစဉ်ရေမြုပ်ဆိုင်ကြီးသည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ရေမြုပ်ဆိုင်၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဤတူပင်အတိတ်အနာဂတ်ပစ္စုပန်လည်းဖြစ်သောတွင်တရ၌လည်းဖြစ်သောအပဒရ၌လည်းဖြစ်သောယုံရင်ချမ်းသာသည်လည်းဖြစ်သောနူးညံ့သိမ်မွေ့သည်လည်းဖြစ်သောရုပ်သည်လည်းဖြစ်သောမြတ်သည်လည်းဖြစ်သောအဝေးအနီးလည်းဖြစ်သောရုပ်အလုံးကိုယဟန်သည်ကြည့်၏တစိမ့်စိမ့်ရှု၏အသင့်အားဖြင့်ဆင်ခြင်၏ထိုယဟန်သည်ထိုကြည့်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အားဖြင့်ဆင်ခြင်နေစဉ်ထိုရုပ်သည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ယုံ၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဥပမာသောကတစောင်းမုံလာအခါ၌မိုးကြီးတဲထန်စွာရွာသွန်းလာသောရေ၌ရေဘွက်သည်ဖြစ်လဲဖြစ်၏ချုပ်လဲချုပ်၏ထိုရေဘွက်ကိုမျက်စိအမြင်ရှိသောယောက်ျားသည်ကြည့်ရ၏တစိမ့်စိမ့်ရှုရ၏အသင့်အားဖြင့်ဆင်ခြင်ရ၏ထိုယောက်ျားသည်ကြည့်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အားဖြင့်ဆင်ခြင်နေစဉ်ထိုရေဘွက်သည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ရေဘွက်၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဤတူအတိတ်အနာဂတ်ပစ္စုပန်လည်းဖြစ်သောတွင်တရ၌လည်းဖြစ်သောအပဒရ၌လည်းဖြစ်သောယုံရင်ချမ်းသာသည်လည်းဖြစ်သောနူးညံ့သိမ်မွေ့သည်လည်းဖြစ်သောရုပ်သည်လည်းဖြစ်သောမြတ်သည်လည်းဖြစ်သောဝေနီလည်းဖြစ်သောဝေဒနာအလုံးကိုယဟန်သည်ကြည့်၏တစိမ့်စိမ့်ရှု၏အသင့်အားဖြင့်ဆင်ခြင်၏ထိုယဟန်သည်ကြည့်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အားဖြင့်ဆင်ခြင်နေစဉ်ထိုဝေဒနာသည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ဝေဒနာ၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဥပမာသောကຫນွေဥရုတို့၏နောက်ဆုံးလဝဲမွန်းတဲ့အချိန်၌တန်လျက်သည်တစ်ဖြက်ဖြက်တုံလုံး၏ထိုတန်လျက်ကိုမျက်စိအမြင်ရှိသောယောက်ျားသည်ကြည့်ရ၏တစိမ့်စိမ့်ရှုရ၏အသင့်အားဖြင့်ဆင်ခြင်ရ၏ထိုယောက်ျားသည်တစိမ့်စိမ့်ရှုနေစဉ်အသင့်အားဖြင့်ဆင်ခြင်နေစဉ်ထိုတန်လျက်သည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့တန်လျက်၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဤအတူပင်အတိတ်အနာဂတ်ပစ္စုပန်လည်းဖြစ်သောတွင်တရ၌လည်းဖြစ်သောအပဒရ၌လည်းဖြစ်သောယုံရင်ချမ်းသာသည်လည်းဖြစ်သောနူးညံ့သိမ်မွေ့သည်လည်းဖြစ်သောရုပ်သည်လည်းဖြစ်သောမြတ်သည်လည်းဖြစ်သောအဝေးအနီးလည်းဖြစ်သောတညာအလုံးကိုယဟန်သည်ကြည့်၏တစိမ့်စိမ့်ရှု၏
အသိအပြင်ဆင်ခြင်း၏ထိုယဟန်သည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသိအပြင်ဆင်ခြင်းနေစဉ်ထိုတညာအလုံးသည်အသုံးမဝင်ဟု၍သာထင်ရ၏အချီးနှီးဟု၍သာထင်ရ၏အနစ်မဲ့ဟု၍သာထင်ရ၏ယဟန်တို့တညာတို့၌အနစ်ဟု၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဥပမာတော်ကအနစ်ကိုအလိုရှိ၍အနစ်ကိုရှာနေသောအနစ်ရှာမိရန်လှဲ့လေနေသောယောက်ျားသည်ထက်လာသောဓမ္မကိုယူ၍တောသို့ဝင်ရ၏ထိုယောက်ျားသည်ထိုတော၌ဖြောင့်မတ်သောလက်ဆက်သောအတွင်း၌သီးခိုင်တမ်းမရောက်သေးသောငပြောတုံးကြီးကိုမြင်ရ၏ထိုငပြောတုံးကိုအရင်၌ဖြတ်ရ၏အရင်၌ဖြတ်ပြီးလျှင်အဖျား၌ဖြတ်ရ၏အဖျား၌ဖြတ်ပြီးလျှင်အထက်ထက်သောအပတ်ကိုခွာရ၏ထိုယောက်ျားသည်ငပြောတုံး၏အထက်ထက်သောအပတ်ကိုခွာသောအကာကိုမျှမရရာအနစ်ကိုအဘယ်မှရမည်နည်းထိုငပြောတုံးကိုမျက်စိအမြင်ရှိသောယောက်ျားသည်ကြည့်ရ၏တစိမ့်စိမ့်ရှုရ၏အစဉ်သင့်အပြင်ဆင်ခြင်ရ၏ထိုယောက်ျားသည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အပြင်ဆင်ခြင်နေစဉ်ထိုငပြောသုံးသည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ငပြောတုံး၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဤတူပင်အတိတ်အနာဂတ်ပစ္စုပန်လည်းဖြစ်သောတွင်တရ၌လည်းဖြစ်သောအပဒရ၌လည်းဖြစ်သောယုံရင်ကြံတန်းသည်လည်းဖြစ်သောနူးညံ့သိမ်မွေ့သည်လည်းဖြစ်သောရုပ်သည်လည်းဖြစ်သောမြတ်သည်လည်းဖြစ်သောအဝေးနီးလည်းဖြစ်သောသင်္ခါရအလုံးတို့ကိုယဟန်သည်ကြည်၏တစိမ့်စိမ့်ရှု၏အသင့်အပြင်ဆင်ခြင်၏ထိုယဟန်သည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အပြင်ဆင်ခြင်နေစဉ်ထိုသင်္ခါရတို့သည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့သင်္ခါရတို့၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဥပမာတော်ကမျက်လက်သမားဖြစ်စေမျက်လက်သမား၏တပည့်ဖြစ်စေလမ်းဆုံးလမ်းမ၌မျက်လက်ပြရ၏ထိုမျက်လက်ကိုမျက်စိအမြင်ရှိသောယောက်ျားသည်ကြည့်ရ၏တစိမ့်စိမ့်ရှုရ၏အသင့်အပြင်ဆင်ခြင်ရ၏ထိုယောက်ျားသည်ကြည့်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အပြင်ဆင်ခြင်နေစဉ်ထိုမျက်လက်သည်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့မျက်လက်၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဤတူပင်အတိတ်အနာဂတ်ပစ္စုပန်လည်းဖြစ်သောတွင်တရ၌လည်းဖြစ်သောအပဒရ၌လည်းဖြစ်သောယုံရင်ကြံတန်းသည်လည်းဖြစ်သောနူးညံ့သိမ်မွေ့သည်လည်းဖြစ်သောရုပ်သည်လည်းဖြစ်သောမြတ်သည်လည်းဖြစ်သောအဝေးနီးလည်းဖြစ်သောဝိညာဏအလုံးကိုယဟန်သည်ကြည်၏တစိမ့်စိမ့်ရှု၏အသင့်အပြင်ဆင်ခြင်၏ထိုယဟန်သည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင့်အပြင်ဆင်ခြင်နေစဉ်အသုံးမဝင်ဟူ၍သာထင်ရ၏အချီးနှီးဟူ၍သာထင်ရ၏အနစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ဝိညာဏ၌အနစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်းယဟန်တို့ဤသို့မြင်သောအကြမ်းမြင့်ရှိသောအရိယာတပည့်သည်ရုပ်၌လည်းညင်းငွေ၏ဝေဒနာ၌လည်းညင်းငွေ၏တဏှာ၌လည်းညင်းငွေ၏သင်္ခါရတို့၌လည်းညင်းငွေ၏ဝိညာဏ၌လည်းညင်းငွေ၏ညင်းငွေသောဆွဲမဲ့မှုကင်း၏ဆွဲမဲ့မှုကင်းခြင်းကြောင့်ကိလေသာမှလွတ်မြောက်၏ကိလေသာမှလွတ်မြောက်သောလွတ်မြောက်ပြီးဟုအသိဉာဏ်ဖြစ်၏ပရိသေနေမှုကုန်ပြီးမြတ်သောအကျင့်ကိုကျင့်သုံးပြီးပြီပြုဝဲကိစ္စကိုပြုပြီးပြီဤမဲ့ကိစ္စအလို့ငါတပါးသောပြုဝဲမရှိတော့ပြီဟုသိ၏မြတ်စွာဘုရားသည်ဤစကားကိုဟောတော်မူပြီးနောက်
ထိုမှတပါသောဤဂါထာကိုဟောတော်မူပြန်၏ရုပ်ကိုရေမြုပ်ဆိုင်နှင့်တူ၏ဟု၍၎င်းဝေဒနာကိုရေပွက်နှင့်တူ၏ဟု၍၎င်းတညာကိုတန်လျက်နှင့်တူ၏ဟု၍၎င်းသင်္ခါရတို့ကိုငပြောတုံးနှင့်တူ၏ဟု၍၎င်းဝိညာဏကိုမျက်လက်နှင့်တူ၏ဟု၍၎င်းနေမင်းအဆွေဖြစ်တော်မူသောမြတ်စွာဘုရားသည်ဟောတော်မူအပ်၏အကျင့်ပညာရှိသည်ထိုခန္ဓာ၅ပါးကိုအချင်းရအားဖြင့်ဟုတ်တိုင်းမှန်စွာတစိမ့်စိမ့်ရှု၏အသိအားဖြင့်ဆင်ခြင်၏ထိုအချင်းရအားဖြင့်ဟုတ်တိုင်းမှန်စွာကြည့်ရှုဆင်ခြင်သောထိုပညာရှိအားထိုခန္ဓာ၅ပါးသည်သုံးမဝင်ဟု၍သာထင်၏အချီးနှီးဟု၍သာထင်၏ဤခန္ဓာကိုယ်ကိုအကြောင်းပြု၍မြတ်စွာဘုရားဟောတော်မူ၏တရား၃ပါးတို့၏ကင်းပြောက်ခြင်းကြောင့်ဆုံးပြအပ်သောယုတ်ကိုရှုကြကုန်လောဇီဝဒိန်တွေဟူသောအသက်ကမ္မဇတေဇောဟူသောအခိုးအငွေ့ဝိညာဏဤတရား၃ပါးတို့သည်ဤကိုယ်ကိုစွန့်သွားကြသောအခါဤခန္ဓာကိုယ်သည်ဆုံးပြအပ်သည်ဖြစ်၍စိတ်စေတနာစေစုံမှုမရှိဘဲဘိုးလောက်စသည်တို့၏အစာဖြစ်၍အိပ်နေရ၏ဤခန္ဓာကိုယ်သည်ဤသို့သဘောရှိ၏ဤဝိညာဏခန္ဓာသည်လူမိုက်တို့ကိုရောင်မပြောဆိုစေသောမျက်လက်သည်ဖြစ်၏ဤခန္ဓာကိုယ်ကိုသူတတ်သမားဟုဆိုရ၏ခန္ဓာကိုယ်တို့၌အနှိမ့်ဟု၍မရှိထက်သန်သောလုံလရှိသောယဟန်သည်နေ၌ဖြစ်စေဉာဏ်၌ဖြစ်စေစင်ကြင်ဉာဏ်ရှိသည်အောက်မေ့တတိရှိသည်ဖြစ်၍ခန္ဓာတို့ကိုဤသို့ရှုဆင်ခြင်းရ၏သေခြင်းမရှိသောနိဗ္ဗာန်ကိုတောင်းတသောယဟန်သည်အနောင်ဖွဲ့တန်ရောစဉ်အလုံးကိုပယ်စွန့်ရ၏မိမိကိုယ်ွယ်ရာအားထားရာကိုပြုရ၏ဥထိတ်၌မီးလောင်နေသောသူကဲ့သို့ကျင့်ရ၏ဟုမိန့်တော်မူ၏ဖေနဘိန်ဒုပမတုတ္တပိ၏